မင်္ဂလာပါဒီသင်ခန်းစာမှာတော့ဒီ Excel သင်ခန်းစာမှာစာရိုက်စရာမလိုဘဲနဲ့အစင်လိုက်ဆွဲတာတွေဒေါ်လာတွေရာခိုင်နှုန်းတွေထည့်တာတွေနံပါတ်အသုံးပြုပုံတွေဒိတ်အသုံးပြုပုံတွေကိုဒီဗီဒီယိုမှာရှင်းပြသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာနံပါတ်တွေကိုအစင်လိုက်ရချင်တဲ့အခါမှာ1ရိုက်ပြီးတဲ့အခါမှာကျွန်တော်တို့ကဒီ1ရဲ့အကွက်ထဲမှာမောင်းနှိပ်ထားပြီးတော့ညာဘက်ထောင်လေးမှာအောက်ရှိလေးမှာ plus sign မဲလေးပေါ်လာရင်ထိပြီးတော့ဘေးကိုဆွဲလိုက်ရင်1နေ copy ပွားလာတော့တွေ့ရမယ်အဲ့ဒီဆွဲလိုက်တာရဲ့နောက်ဆုံးကွက်က plus sign လေးကိုဆက်ဖွင့်ပြီးတော့ face cd ကိုနှိပ်လိုက်မယ်ဆိုရင်ဆွဲလိုက်တဲ့ဟာကိုအစင်လိုက်ဘေးစင်းကနေလုပ်ပေးသွားတာတွေ့ရတယ်အောက်ကိုတိုင်အနေနဲ့ဆွဲမယ်ဆိုရင်လည်းအဲ့လိုပဲဆွဲလိုက်တယ်ဆွဲလိုက်ပြီးတော့ဒီမှာ face cd နောက်တော့အပြင်စင်နေရာတွေမှာဒီလိုမျိုးသုံးအောင်မှာဖြစ်တဲ့နံပါတ်နေရာတွေမှာဒီစင်ဆွဲရတဲ့အပိုင်းတွေကိုတွေ့တဲ့အခါမှာစာရေးစရာမလိုဘဲနဲ့ auto ဆွဲလို့ရတယ်အဲ့တော့ဆွဲတဲ့နေရာမှာကျွန်တော်တို့ကအစင်လိုက်ပဲဆွဲလို့ရတာမဟုတ်ဘဲနဲ့တစ်ခုကျော်ဆွဲနေတယ်ဆိုရင်တစ်ခုကျော်13ကိုရိုက်ပြီးတော့ select မှတ်ညာဘက်တောင်အောက်ရှေ့ကနေ plus sign မဲလေးကိုဖိပြီးတော့ဆွဲလိုက်ရင်ကိုယ်တိုင်တစ်ခုကျော်သတ်မှတ်ထားတဲ့အတွက်မာကနန်းတွေပဲရှာမှာဖြစ်ပါတယ်အဲတော့ဒီဒါနံပါတ်နဲ့ပတ်သက်ပြီးတော့မှဒါအစင်လိုက်ဆွဲလို့ရတယ်နောက်တစ်ခုကတော့ရက်တွေတနင်္လာဗုဒ္ဓဟူးဆိုပြီးတော့ကျွန်တော်တရက်ကျော်ရိုက်လိုက်တယ်တနင်္လာနဲ့ဗုဒ္ဓဟူးနဲ့မှတ်ပြီးတော့ဆွဲလိုက်တယ်ဗုဒ္ဓဟူးယထာပတိတောက်ကြစနေပြီးတနင်္ဂနွေတရက်ကျော်ရတယ်ဒါဆိုရင်တနင်္လာတခုတရက်တည်းကိုရိုက်ပြီးတော့ဆွဲလိုက်တယ်ဆိုရင် Monday to Friday Saturday Sunday ပြီးရင်တနင်္လာဆိုပြီး round ပြန်လှည့်နေတာနေ့တွေလည်းတနေ့ချင်းစီကိုအစင်လိုက်ဆွဲလို့ရတယ်နောက်တစ်ခုကလတွေလည်းရမယ်January ဇန်နဝါရီစလုံးပေါင်းမှန်ဖို့တော့လိုတယ်စလုံးပေါင်းမှားနေရင်တော့အစင်လိုက်ဆွဲလို့ရှင်ပုံမှာမဟုတ်ပါဘူးအဲ့တော့တစ်လကျော်လိုချင်ရင် January ပေးရပါဇန်နဝါရီပြီးရင် March လိုက်မယ်ဇန်နဝါရီနဲ့ March နဲ့ကို select မှတ်မယ်ကျွန်တော်ဆွဲလိုက်ဒါတစ်လကျော်ဆွဲလိုက်တာဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ဒီစင်လိုက်ဆွဲတဲ့နေရာမှာကိုအလုပ်ပေါ်မှာမူတည်ပြီးတော့ဘယ်လိုပုံစံမျိုးလိုရင်လဲဆိုတာကိုဒီစင်လိုက်ဆွဲနည်းပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ date ကိုဆွဲတဲ့နည်းကိုပြပါမယ်ဒီတရက်8လ2021အဲ့တော့ဒီမှာ date ကိုကျွန်တော်ရိုက်ထားတယ်ဒီ date ကနေပြီး down ကနေညာဘက်ထောင်အောက်ရှေ့ကနေ plus sign လေးကနေဆွဲလိုက်ရင်1 2 3 4 5ရက်တွေကိုအစင်လိုက် auto ဖြစ်ပြီးသွားတာတွေ့ရတယ်ဒါဆိုရင်ကျွန်တော်ကရက်မဖြစ်ရှင်မဲနဲ့လတွေကိုတစ်လချင်းစီစရင်6ပါမှာဆိုရင်ဒီထဲမှာဖွင့်ပြီးတော့ famous ကိုရွေးပေးဖို့လိုတယ်အဲ့ခါကျရင်တော့တရက်ကတော့ဒီတိုင်းပဲ2021ကလည်းဒီတိုင်းပဲ891017ဆိုပြီးလတွေကိုပဲတစ်လချင်းစီကျွန်တော်တို့စရင်သွင်းပြရတဲ့အခါကျရင်ဒီနည်းကိုအသုံးပြုလို့ရပါတယ်အဲ့ဒီထဲမှာပဲတခါ copy cell ဆိုတာရှိနေမယ် copy cell ဆိုတာတော့ဘာမှပြောင်းလဲမှုမရှိဘဲနဲ့ပထမရိုက်ထားတဲ့အတိုင်းပဲတရက်8လ2021တွေပဲ copy ခူးသွားတာတွေ့ရမယ်။နောက်အသုံးများတာလေးတွေအဲ့ဒီထဲမှာရှိတယ်။ page year ဆိုတာနှစ်ရှုပ်အသုံးပြုရင်တဲ့အခါကျရင်2021ပြီးရင်2022ကျရင်တွင်2023တစ်နှစ်လုံးစာအတွက်တွားတယ်ဆိုလို့ရှိရင်တော့ဒီ page year ကိုအသုံးပြုလို့ရတယ်။နောက် page week တွေလည်းသုံးတယ်။ page week တွေကတော့ဘယ်နေရာမှာသုံးတာလဲဆိုတော့အခုဒီမှာ page week တွေကိုရွေးထားတဲ့အခါမှာဘာပြောင်းလဲမှုဖြစ်သွားလဲဆိုတော့1 2 3 4 5 6 7နဲ့8နဲ့ကကျော်သွားပြီးတော့9ကိုရောက်သွားတယ်အဲ့တော့7နဲ့8နဲ့ကဘာဖြစ်နေလဲဆိုတာကိုဒီကျွန်တော် calendar ထဲမှာပြရရင် connection နဲ့ကစနေတနင်္ဂနွေဖြစ်နေတဲ့အတွက်စနေတနင်္ဂနွေကိုဖယ်ထုတ်တာเนาะဒါဆိုလို့ရှိရင်တော့ဒီနေသားသမားတွေဒီဆိုရုံးပရက်ကိုဖယ်ပြီးတော့လာထုတ်ရတာမျိုးရှိတယ်အဲဒီ face week တွေကိုရွေးမယ်ဆိုရင်ဒီနေ့က
အဲ့ဒီနေရာမှာသုံးတဲ့အခါမှာအဆင်ပြေတာတွေ့ရမှာဆိုတော့ဒါအဆင်လိုက်ဆွဲနည်းပဲဖြစ်ပါတယ်ဒါအဆင်လိုက်ဆွဲနည်းအဲမှာမှကျွန်တော်ဒီ percentage တွေ auto ထည့်ခြင်းနဲ့ဆိုလို့ရှိရင် select မှတ်ပြီးတော့ဒီမှာ number ကန်ထဲမှာ percentage ကိုနှိပ်လိုက်ရင် percentage တွေရသွားတာဖြစ်အဲ့တော့ဒီ percentage ကိုအသုံးပြုရတဲ့နေရာမှာတစ်ခုသတိထားရမှာကတော့အခုကျွန်တော်50ကြိုက်ထားတဲ့ percentage ကိုသွားနှိပ်လိုက်တယ်9000ဖြစ်သွားတယ်เนาะအဲ 0.5 ကျွန်တော်ရိုက်လိုက်တယ် percentage ကိုသွားနှိပ်ပြမယ်50ရာခိုင်နှုန်းတွေ့ရမယ်ကျွန်တော်နောက်တစ်ခါ 0.1 ကိုရိုက်ပြမယ် percentage ကိုသွားနှိပ်လိုက်မယ်10ရာခိုင်နှုန်းအဲ့တော့ဒီ percentage ရဲ့သဘောတရားကိုဒီ Excel ကိုသုံးရင်သိအောင်လို့ဒါရိုက်ပြတာဖြစ်တယ်နောက်တစ်ခုကတော့ဒီ auto ထည့်တဲ့တဲမှာ dollar sign တွေအသုံးပြုခြင်းနဲ့ဆိုလို့ရှိရင်ဒီမှာ US ပါလာတွေ့ရတယ် UK တွေ့ရတယ် Euro တွေ့ရတယ်ဒီတဲ့ရှားနိုင်ငံတွေတွေ့ရင်မို့ accounting format ထဲမှာလည်းဒီမှာလာရှာလို့ရအောင်တွေ့ရတယ်အဲ့တော့အခုကျွန်တော်ဒီမှာ1ရိုက်လိုက်တယ်ဒီမှာဒေါ်လာလေးကို US ဒေါ်လာလေးကိုလာနှိပ်လိုက်တယ်ဆိုရင်ဒါဒေါ်လာ auto ပါလာတာတွေ့ရမယ်နံပါတ်တွေကိုရင်ရိုက်ပြီးမှသွားပြီးတော့ပဲနှိပ်နေနံပါတ်မရိုက်ခင်ပဲနှိပ်နေဒီဒေါ်လာကိုထည့်ရင်ဒေါ်လာကိုလာပြီးတော့ဒီ number format ထဲမှာလာထည့်ပေးဖို့လိုတယ်အဲ့တဲ့အခါမှာတော့ဒီ 0.00 တွေပါတာတွေ့ရမယ်ဒီ 0.00 တွေကတော့ increase နဲ့ decrease ဆိုပြီးတော့မှဒီ number format ထဲမှာအတိုးလျှော့လုပ်လို့ရတယ်ဒါကတော့ဒါမှမဟုတ် 0.00 တွေကိုလိုချင်တဲ့အခါရှိရမလိုချင်တဲ့အခါရှိတယ်အဲ့ဒါကြတော့ကျွန်တော်တို့ကလိုချင်တဲ့အခါဆိုရင် increase ကိုနှိပ်ပေးရမယ်မလိုချင်တဲ့အခါကျရင် decrease ကိုနှိပ်ပေးရပါမယ်ဒါကတော့ဒေါ်လာထည့်တဲ့ပိုင်းဒီထဲမှာပဲ comma ထည့်တဲ့ပိုင်းလည်းပါတယ်တော့ခဏကိုရိုက်လိုက်တဲ့အခါမှာသူ့ကို comma ရှားပေးမှာမဟုတ်ပါဘူးအဲ့တော့သူ comma ရှားခြင်းနဲ့ဆိုရင်ဒီမှာစောစော number format ထဲမှာ comma ကိုလာနှိပ်လိုက်ရင် auto သုံးလုံး comma တစ်ခုဆိုပြီးတော့ရှားပေးတာတွေ့ရမယ်အဲ့တော့ဒီရာခိုင်နှုန်းတွေမှာကျွန်တော်တို့ကပြန်ပြီးတော့ခဏနေပြန်တဲ့အခါမှာရာခိုင်နှုန်းကလုံးဝမပြောက်တာတွေ့ရမယ်အဲ့တော့ရာခိုင်နှုန်းပျောက်သွားခြင်းရင် select မှတ်ပြီးတော့ဒီ percentage နေရာမှာနှိပ်ပြီးတော့ general ကိုပြန်ထားပေးရပါမယ် general ထားပေးလိုက်ပြီဆိုရင်ကိုရိုက်ရှင်နဲ့ခဏနေရိုက်လို့ရတာတွေ့ရမယ်အဲ့တော့ခဏနေရိုက်တဲ့ရာခိုင်နှုန်းပါနေတယ်ဆိုတော့မေးခွန်းတွေခဏခဏတွေ့တာဖြစ်တဲ့တခါလည်းပဲဒီနေရာမှာလာပြီးပြင်တဲ့နည်းလေးကိုပြပြလိုက်တာဖြစ်ပါတယ်အဲ့တော့ဒါအစင်လိုက်ဆွဲနည်းရဲ့ auto ထည့်တဲ့နည်းရဲ့ဟိုဒီအကန့်တွေက number အကန့်တွေကနေပြီးတော့ပဲလာပြီးတော့အသုံးပြုသွားတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်